nó chết rồi đừng nhiều sao đi gì sao bây giờ sẽ không mà vậy tí là cả hồ anh gì còn món nó ma thì không đi được cái gì à mình sẽ cần thay rồi nếu bây giờ bây giờ không cái đấy là học để nếu nó lợn mà đấy không như là xin đồng xuân là gì hả không như là xin đồng xuân là anh làm cái gì vậy bây giờ nó bị mà nói là người ta tham gia dạng đấy cứ chờ vậy mà không cả không cả nhiều giờ cho nó nét nét cái nhiều nhiều giá về tết thì hai mươi bốn là tết cắt tao lau dùng gỗ này nên anh chỉ lại chơi bao giờ hay để anh chỉ cắt tao lau camera quay là mua trên này sang bàn rồi đó trên thế là chả thì hai đứa crop rồi nó giờ cho nó đi cả đi chiếm mảng xứ quần này chơi gì chiếm này là con là thằng con tại cho ăn thằng thòng thì nó là thằng thòng vậy là gì đó lạ quá
快懂买饭。哎，那个快懂买吃饭。贵了，贵了。 မပူကြည့်စက်ပြီးပြောတယ်ဒီပိုင်းဒီဇိုင်းကိုတန်းနေတော့ဒီဇိုင်းသူတို့ပေးလိုက်သူတို့လောက်ခိုင်းနေတာပေါ့အဲ့မှာသူတို့အခုပါမပိုးကြီးထုတ်ပိုးထုံနေအဲ့ပိုးကြီးရစ်တယ်မှာ စက်ကလေးမှာသူတို့ကြာသူတို့တာက သားနဲ့လုပ်ထားတယ်သားနဲ့ဒီမှာဒါပေမဲ့ဒီမှာလုံးနိုင်ပါလေကျန်စိတ် ဒီမှာကပုံစံတာပြပြီးအကုန်လုံးဖြစ်တယ် အဲ့စားအောင်ဒီမှာတော့မနဲ့တော့ပြောထားပြီးဒီမှာထုတ်လို့မရဘူးလားဒါပေမဲ့သူတို့တင်ပြပါတော့ တင်တာစမ်းတာ စမုံဝင်ဒီကလာ ပေါင်းလိုက်တာနဲ့ဒီမှာနဲ့မတင်ဘူးဒီမှာတာမနဲ့ပြန်ပြီး အဆန်လေးဒီဘောကောင်းတင်ရလို့ရောက်တယ်စမုံဝင်အခုဆန်မီချင်းမရဘောပဲစားလို့ဒါမျိုးဆိုတော့သူကဆက်လာရတဲ့စားတယ်ဇုံးနဲ့ခင်ဝမ်းဆက်ပေါ့ဒါရင်စားလို့ချက်ဒီတော့ဟုတ်စား ရတယ်လို့လို့ရတယ်ဒါပေမဲ့ကုန်များမယ်ကျွန်တော်တို့ တော့ဘုံမျိုးဒါသိကမတော်ပါဘူး ခုဒီနာတော့ ငါတော့ဒီမှာတော့ တော့ ကိုဝင်အဲ့ဒီကိုဝင်အဲ့ဒီမှာလေကျွန်တော်တို့ပထောက်ပေးတာလေဟုတ်ကဲ့ပေးလိုက်တော့လေသူတို့သွားယူရတာဟိုဒီဟိုပါလေစကိုင်းတိုင်းမှာသွားယူရလို့သူတို့ခီးစိတ်ရှုံသွားတယ် သူကလည်းလိုခွင့်ရမှာကျွန်တော်တို့ကဟိုဖက်စစ်တက်ကိုပြရတယ်ဒီမှာကဖက်စစ်တက်ကမရှိဘူး ရအောင်ပါလေ ဘူးတိုင်းကဘုံမှာဆိုညတယ် အဲ့ဒီကပြရ ဘူးတိုင်းကဒီကိုပေးပါ ဟောရတယ်အဲ့ဆရာတို့ကရှိလို့ရှိရင်မပေးပါဘူးဗျာ ဟုတ်ကဲ့ တင်တယ်ပြပါဆရာ အဲအောင်တီးနေလောက်တာ တော့ကောင်းတယ်တော့ကတော့ဟိုကကွန်တီနီ ဟုတ်တယ် ဟမ်ဒီနေ့အပလာကတော့ကွန်တီနီ ဒီနေ့ကျ တော့ တော့ ကအသေးသေးလို့ရတယ်ဟိုပြောရင်ပြင်းပြင်းလေးလို့ကျွန်တော်ဟိုဆက်ကလေးဒီကောင်ကဘိုးကြီးလိုပြတာဆက်လို့ဆက်တော့ပဲ့တဲ့ခါကျအဲ့လိုထွင်းလို့မရဘူးမတော့နေတော့ထွင်းလို့ရတယ် အခုဒီစိတ်ဓာတ်တွေလောက်ရင်ဘူးမှမဟုတ်ဘူးမှမပြီးဘူးတကယ်ကို ရှင်းစပြောဆရာကျွန်တော်တို့ပြောတယ် ကိုတို့ကရှာပြီးမှသိဘူးလို့ပဲ ဒါလည်းကြီးပေါင်းမယ်ကြီးပေါင်းပိုက်ကြီးပေါင်းလာပြီ ဥမာဒီလိုအဲ့ဒါတိုင်း ဝါလေးနဲ့ ရောင်းလို့ရတယ်သူကလောက်ကြီးကြီးမှာ ကျောင်းလေးကဝါကကြီးပေါင်း ကံ အဲ့ဒါကျော်လေကျွန်းက ကျွန်တော်ကြီးပေါင်းပေါ့ကြီးပေါင်းပေါ့ ဒါကြတော့ဗတ်တိုင်းကြံဖော်ထားတာကျင်းစီကိုလည်းမီးပြိုက်ပြီးတော့တိုင်းကြံဖော်ထားတာ ဒီကမစိုးလှတယ် မျိုးကောင်းစီလိုပါလေအဲ့လိုအသေးလေးနောက်ပြီးတော့ဟိုးဆန်လို့ ဟုတ်တယ်ကြိုက်တယ် ဒီတော့ဘယ်လိုရှိနေတော့အလှပေါ့မမရီလိုမဟုတ်ဘူး ကြီးတော့မဟုတ် အကျဉ်းကကြာကြာအဲ့လိုရေဘောက ဒါလေဂျမ်နီကအဖေကလက်ထောက်ပေးထားတာ ဘောရလွယ်ပဲဈေးလည်းကောင်းအောင်ရ တော့တာကိုယ်စိတ်ကလောက်တာကြီးကပြန်တယ် ဒီကပုံလေး ဈေးကရှာပြင်းအောင် ဟုတ်ကဲ့ဟုတ်ကဲ့ ဆိုတော့ ကျွန်တော်တို့ပွဲတော်ကလည်းကျွန် ဈေး တော် ကရှာပြပါလို့ဗီဒီယိုတွေ့တိုင်းရောနောက်ပြီးတော့တစ်တည်းလည်းရအောင်ဖတ်ပါလို့ပြောတယ်အဲ့မှာဒီဘက်ကတော့ရ ညမှာလည်းကတ်ဘယ်လိုခင်းလာပြီ တို့နော်ဒီဟာလေးတာမှာတင်နေလို့ရအောင်ဒီဟာလေးကျတော့ပွဲမှာမှာဒီဖြစ်ဆိုပြီး ဒီဟာဆေးရနေပါလေအဲ့မလုံးဘူးဟုတ်တယ်ဟာနေနေပါဆေးလေးတော့ခါနေကြပါဘာလို့လဲတော့ရမှာတော့ သူတို့ကဒီလိုဖြစ်နေရွာလွတ်တာဆေးတာသူတို့ရဲ့အိုင်တယ် ဟုတ်အဲ့ဒါလို အဲ့ လည်း ဒါ ပါ တော့ တော့ သူကြတော့ ခံနေမှာအဲ့ကဘယ်လိုခံလို့တော့ဘူးမလည်းခံလို့ ကျမကြီးကောင်းရလား ကောင်းပါနဲ့ ကောင်းရလားကျမကြီးကောင်းတယ်ဆေးတာ မတွေ့ကောနော် စကားတွေပဲကျွန်တော်စိတ်သာသတ်တော့ ဒီပဲမျိုးသမီး အဖေအမေဆောင်းတဲ့ကြော်ဝေး ဒါသမီးပဲ အဲ့တော့ဟိုဆက်တော့ကထိုင်မလို့ကြောင်နေတယ်နည်းပြောင်းတယ်ဟုတ်ကဲ့အဲ့ဒီအရကပူရလားအဲ့တိုင်းမှာလည်းသုံးလို့ရမှာအခုကလေကြည့်ရတာမျိုးတွေ လာလေ တောင်းွယ် အဲ့တောင်းပွဲ ဟိုအားဆက်ကြည့်အောင်ကျမ်းပါရေး ကျမ်းမကြီးဟုတ် အဲ့တော့ရွာလွတ်ကတော့ဒီဟာလူကြီးကြတော့ချက်ကူဒါလေးကြတော့ သုံးနေသုံးနေ တော့ကြတော့ အဲ့ဒါဘာလို့လဲ တော့တရားဘောမျိုး ကလေးတွေတောင်းတယ် လာသားကလေးတွေတောင်းတယ် ကလေးတွေတောင်းတယ် အခုကတော့စာအုပ်တွေကဒါဈေးတက်တာတော့လူတွေကကောင်းစာအုပ်တွေ ဒီမုန်းတော့တခြားဟာတွေသုံးနေရတယ် ဒီကိုကျွန်တော်မှကျွန်တော်ခါအေးခင်းတယ် အဲ့ဒီတချို့လူတို့စားကျွန်တော်ဘာလို့မမုန်းတော့လို့ဟာမျိုးသူက ဒီချက်လေး စီလီလုပ်တယ်ခေါင်းမိုးလုပ်တယ် ချန်လေးခင်းတယ် ခေါင်းမိုး ခင်းတယ်အောက်မှာခင်းတယ်အောက်မှာကျွန်တော်က ဟိုနားတော့တယ်အခုကြောက်ဝယ်ကောင်း ကျောက်ကစီးကောင်းတယ် ဒ
ဒီမှာဒီမှာဒီမှာရိုက်တဲ့ဒီမှာအများကြီးတော့ အများကြီးထွက်တယ်ဝယ်လို့ရှိရင်ဈေးနည်းနည်းသက်သာမှာ တက်တာမယ် ကျွန်တော်တို့ကအရန်လာတယ် ဆွတ်ကြည့်လိုက်အောင်စိတ်ထွက် ဒါ တယ် လေးလည်းကျွန်တော်မတူဘူးအဲ့ဒါ ဒီမှာလေကျွန်တော်တို့ဟိုစားပြန်နေတယ်ရှိပါဘူးအရေးကြီးတာဒီကွက်ရှာတယ်လက်ရဘလောက်ပဲကောင်းတယ်ဒီကွက်လို့ရှိရင် ရတယ်လာမယ်လားလာပြီ တော့ဒီကြောင်တက်နေတယ်